ပါဒီနေ့ကတော့ရှိုင်း26နှစ်ပြည့်နေ့ပေါ့နော်အတူလေးထဲမှာပထမဆုံးအတူလေးဖြစ်တဲ့ညီညီကြောင်းမှာလာရောက်ပြီးတော့မှဒါကလေးလေးတွေတော့မနက်စာအာဟာရပေါ့နော်လာရောက်ပြီးပူရန်ပေးရဖြစ်ပါတယ်ဒီကြောင်းလေးကမှန်တိုင်းပြောလို့ရှိရင်ရှိုင်းအတွက်အများကြီးမတရားဖြစ်တယ်ဒီကြောင်းလေးမှာဆိုလို့ရှိရင်ဘယ်နဲ့ချိန်လဲမသိဘူးရှိုင်း3-4ချိန်လောက်ကိုဒီမှာလာတူပြီးရပေါ့နော်2020လောက်ကမွေးနေ့တော့လည်းလာလို့ဘူးတယ်ပြီးရင်ရှိုင်းတို့ Mr. Miss တွေပြန်ပွဲတွေလုပ်တော့လည်းဒီမှာဖွင့်လိုက်တယ်လာလို့ဘူးတော့ဒီကြောင်းလေးကဒါအမှတ်တရညာဆိုတာလည်းရှိရပေါ့နော်အဲကြောင့်မလို့ဒီနေ့ရဲ့မွေးနေ့အလူလေးရဲ့မှာလည်းဒီကြောင်းလေးကိုမဖြစ်မနေလာရောက်ပြီးတော့စူရန်ပေးရဖြစ်ပါတယ်ဒီထဲမှာဆိုလို့ရှိရင်လည်းကလေးလေးတွေအများကြီးရှိရဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့လူချင်းတိုင်းမြင်နေဆိုလို့ရှိရင်လည်းဒီရှိနေနိုင်နေနေကြောင်းမှာကလေးလေးတွေအတွက်ကိုလာရောက်ပြီးမှပေးရနိုင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးသိကြပါပါခင်ဗျာရှိုင်းကူကတော့ရွှေမြစ်တာဘူဝါရီတာပေါ့နော်တောင်ကုန်းဇီကဘာစုံမှာဒါစင်ကုန်ကြီးကလဲဖို့ပုံတွေကိုတိုင်ရောက်ရှိနေတာဖြစ်ပါတယ်ဒီနေရာလေးကဆိုလို့ရှိရင်တကယ်ကိုဘူဝါရီတက်ကိုလုံခြုံစိတ်ချရပြီးတော့တရားပဝနာတွေအားထုတ်နိုင်မှုအတွက်ကိုလည်းနေရာကောင်းလေးတစ်နေရာအဖြစ်ထိုင်ပြီးပေးချဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့မှဆိုရင်ရှိုင်းလာရောက်ပြီးတော့မှဒါတစ်နေ့လုံးတော့เนาะဘိုးဘွားတွေအတွက်တစ်နေ့လုံးစာအတွက်ကိုဒါရှိုင်းတောင်းဝင်ယူပေးရတယ်ဒီမှာဆိုလို့ရှိရင်မနက်စာနေ့လယ်စာနေ့ခင်းစာညစာဆိုပြီးတော့အတီးတီးခွဲထားရပေါ့เนาะအဲ့မှာဆိုလို့ရှိရင်ဒီနေ့တစ်နေ့လုံးစာအတွက်ကိုတောင်းဝင်ယူပြီးတော့ဘိုးဘွားတွေအတွက်ကိုမွေးနေ့အတူလေးဖြေလာရောက်ပြီးတော့မှဒါလူရန်ပေးရဖြစ်ပါတယ်တကယ်ကိုလူရန်ခွင့်ရတဲ့အတွက်လည်းဝမ်းသာပီတိဖြစ်မိပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ချစ်ရတဲ့လူတွေအားလုံးလည်းတကယ်လို့လာရောက်ပြီးတော့မှလူရန်ချင်တယ်ဆိုလို့ရှိရင်လည်းကြိုက်တဲ့ပေါ့เนาะတောင်းဝင်နေယူပြီးတော့မနက်စာဖြစ်ဖြစ်နေ့လယ်စာဖြစ်ဖြစ်နေ့ခင်းစာဖြစ်ညစာဖြစ်ဒါမှမဟုတ်လည်းတနေ့လုံးစာဖြစ်ဖြစ်ကိုယ်စိတ်ကြိုက်လာရောက်ပြီးတော့မှတူရန်နိုင်ပါတယ်လို့ပြောချင်ပါတယ်ဒီမှာဆိုလို့ရှိရင်တကယ်လို့မှပူဖွားတွေလည်းဒါအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကုသိုလ်တွေပေါ့နော်လာရောက်ပြီးမှနိုင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ထန်းတဲ့မေမျိုးမှာရှိရပေါ့နော်မျိုးဆက်တဲ့မိဘမြေတာပရိုက်တာမိဘမေအကြောင်းလေးကိုဝင်းနေ့အတူအနေနဲ့လာရောက်ပြီးတော့တူရန်ပေးတာဖြစ်ပါတယ်ဒီအကြောင်းလေးမှာဆိုလို့ရှိရင်ဝေကင်းစားပေါ့နော်ချက်ကျိုးတောင်မှမပြတ်သေးတဲ့ဝေကင်းစားလေးအရွယ်ကနေစပြီးတော့တကယ်ကိုတက္ကသိုလ် science အဲ့လိုမျိုးအရွယ်အထိကိုပါဒီအကြောင်းလေးမှာဆိုလို့ရှိရင်ဘုံဆရာတော်ဘုရားကတကယ်ကိုမြစ်တာခုတွေအပြည့်တယ်ပေါ့နော်မြေတာတရားတွေအပြည့်နဲ့လုံခြုံစွာနဲ့စောင့်ရှောက်ပေးနေတဲ့အကြောင်းလေးဖြစ်ပါတယ်ဒါဒီအကြောင်းလေးကိုသိရတဲ့လူတွေလည်းရှိလိမ့်မယ်မသိရတဲ့လူတွေတော့ကိုလည်းဒီနေ့မှာအရှာရနေပြီးတော့မှဒီနေရာလေးမှာလာရောက်ပြီးတော့မှလူရန်ပေးတာဖြစ်ပါတယ်ဒီနေ့မှာဆိုရင်ကလေးလေးတွေအတွက်ကိုဒါအာဟာရဒါနအနေနဲ့နက်စာနေ့လယ်စာလေးတွေလည်းဒါဒီနေ့ကျွေးမွေးထားတယ်ပြီးတော့သူတို့လိုအပ်တဲ့တနခါတွေအုံစီတွေရုပ်ကလေးတွေလည်းဒါလာရောက်ပြီးတော့မှလူရန်ပေးထားပါတယ်ဒါကြောင့်မို့လို့ဒီနေ့ရရှိတဲ့ကုသိုလ်တွေအားလုံးပဲထပ်တူထပ်မြအားလုံးရရှိပိုင်ဆိုင်နိုင်ကြပါစေလို့လည်းဆုတောင်းပေးပါတယ်ဒီမှာဆိုလို့ရှိရင်တကယ်ကိုကလေးလေးတွေကပြုံးမပြတတ်လောက်အောင်ချစ်ဖို့ရန်ကောင်းကြရတယ်ပြီးတော့ဧည့်သည်လေးမျှော်နေတာပေါ့နော်သူတို့တယောက်လာလို့ရှိရင်အဲ့တယောက်ကိုအရန်ခင်မင်တွေ့တာပြီးတော့အရန်ချစ်ဖို့ကောင်းကြရတယ်ကျွန်တော်ဆိုရင်ခဏလေးပဲရှိသေးတယ်အရန်တန်ရောစင်ရှိသွားသူတို့ပေါ့နော်ပြန်တော့မပြန်ချင်သေးဘူးဖြစ်နေတာခုနလည်းသူတို့နဲ့စော့ကစားနေတာဆိုတော့တကယ်ကိုချစ်စရာကောင်းပါတယ်ပြီးတော့အရန်လည်းလိမ်မာကြတယ်ပြီးတော့နောက်တစ်ခုဒီမှာဆိုလို့ရှိရင်ကလေးလေးကအရန်ကြိုးစားကြတယ်ဒီနေ့ဆိုလို့ရှိရင်ကျောင်းမှာဆောင်းမွဲသွားဖြည့်ကြဆိုတော့100ကျော်လောက်ရှိတယ်အဲ့လိုမျိုးတကယ်ကိုအထက်တန်းကျောင်းတွေအလယ်တန်းကျောင်းတွေမူလာတန်းကျောင်းတွေပါတက်နေတဲ့ကလေးတွေအများကြီးရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာဘုံကြီးတကယ်ပညာရေးပိုင်းမှာလည်းမလစ်ခင်းအောင်သူတို့ဝါသနာပါတဲ့အရာတွေအားလုံးကိုဒါလုပ်ခွင့်ရအောင်လို့လည်းပြုစုပြောထောင်ပေးတာဖြစ်ပါတယ်အဲကြောင့်မလို့မတည်သေးတဲ့လူရှင်တွေနေနဲ့လည်းမျိုးဆက်တဲ့မိဘမြစ်တာပရာဟိတမိဘမဲ့ကျောင်းလေးမှာလာရောက်ပြီးတော့မှလူရန်နိုင်ပါနဲ့လို့လည်းပြောချင်ပါတယ်ခင်ဗျာဒီနေ့ရဲ့ကုသိုလ်များအားလုံးကိုလည်းအားလုံးကိုပြရလိုက်ပါတယ်အားလုံးပဲသာဓုပြုလို့လာပြုလုပ်နိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်